အားလုံးမင်္ဂလာပါဒီနေ့လည်းကလာအကြောင်းပြောမယ်မြန်မာတနိုင်ငံလုံးကအစိုးရအဆက်ဆက်ပေါ့ဒီမြန်မာရိုဟင်ဂျာဆိုတာမရှိဘူးဆိုတာကျွန်တော်တို့အားလုံးကလက်ခံထားတယ်သူတို့ကလာတွေပါဆိုပြီးတော့ကျွန်တော်တို့လက်ခံထားတဲ့ဟာကြီးကိုဒီ NUG ကခေါင်းဆောင်ပိုင်းရတချို့တွေနဲ့တွားတွေ့ပြီးမှလူအခွင့်အရေးဘာညာရှောက်ပေါ်နေတာအခုခင်ဗျားတို့ကြည်ပါလားကဘာမှာကျွန်တော်တို့ဒီမိုကရေစီနိုင်ငံလို့ပြောနေကြတဲ့ဒီ UK တို့လိုမျိုးဖက်မှာချီအမေရိကန်ကအစားအချီပေါ့ကွာကျွန်တော်တို့လူအခွင့်အရေးဆိုပြီးမှသူတို့အခွင့်အရေးပေးလိုက်တယ်ဒါပေမဲ့အခုကလာတို့ရအမျိုးမျိုးလုံနေပြီလေမွတ်စလင်တွေကတကယ်သူတို့ရဲ့မွတ်စလင်နိုင်ငံဖြစ်နေတဲ့ဒီဆော်ဒီအာရေဗျတို့เนาะအခုကျွန်တော်တို့ပြောနေတဲ့ဒီဒူဘိုင်းဘက်တို့ကစเนาะဒီဘက်မှာတကယ်ချမ်းသာတဲ့နိုင်ငံတွေရှိတယ်အများကြီးမွတ်စလင်နိုင်ငံကနိုင်ငံပေါင်း50ကျော်တော့ရှိမယ်ထင်တယ်အဲ့ထဲကလူတွေကဒီမွတ်စလင်တွေဘာဖြစ်လဲမခံတယ်လေသူတို့မွတ်စလင်ကိုနေတဲ့ဘာသာချင်းအတူတူလေသူတို့မွတ်စလင်ဘာသာဝင်တွေဘာဖြစ်လို့မကိုမလက်ခံတယ်လေခင်ဗျားတို့စဉ်းစားဒီလူတွေဟာများလာတာနဲ့အမျှခိုးဝင်ပြီးမှများလာတယ်နဲ့တကယ့်ကိုဖင်အရန်ရချင်နေတဲ့လူတွေဖြစ်တယ်သူရဲ့နိုင်ငံသားမူရှင်နိုင်ငံသားတွေပြန်ပြီးမှပါလဲနှိကွက်ချင်ကြတာအခုကျွန်တော်တို့ကဒါတွေကိုပြောနေတယ်တချို့တွေကဒီကျွန်တော်တို့ပြောနေတာ NUG လူကြီးပိုင်းတွေကလည်းဟိုသူမျက်နှာตาရဖို့တော့ပဲတွားလုံနေကြတော့စိတ်မကောင်းဘူးတချို့နေရာတွေမှာဆိုရင်ကျွန်တော်တို့မြင်နေရတယ်လူအခွင့်အရေးဆိုတဲ့စကားလုံးကိုလည်းကျွန်တော်တို့အမြဲတမ်းမတုံးတင်ဘူးကျွန်တော်တို့နယ်မြေဒေသအခြေအနေကျွန်တော်တို့နိုင်ငံရဲ့ဥပဒေကျွန်တော်တို့ဒေသရဲ့နယ်မြေဒေသရဲ့ဥပဒေအခြေအနေကိုကြည့်ပြီးမှဒီဥပဒေနဲ့ပဲသူတို့ကိုကျွန်တော်တို့ကင်တော်ရမှာကိုကလက်မခံဘူးဆိုလုံးလက်မခံဘူးဘဲကဘာပဲပြောအော်လာတဲ့လူဆိုမင်းနိုင်ငံကကုန်ခေါ်သွားပြီးပြီကျွန်တော်တို့ကဘာမှသူတို့ပြောစရာအကြောင်းမရှိဘူးဟိုတနေ့မှာကျွန်တော်ရခိုင်ပြည်နယ်ဘင်္ဂလားဒေ့ရှ်ဘက်ကနဲ့ဗီဒီယိုဖိုင်တစ်ခုကျွန်တော်လာပို့ကြတယ်ရခိုင်နဲ့ချင်းကိုတဲ့ကျွန်တော်တို့တင်းအောင်စူးစမ်းရမယ်ဆိုပြီးမဟာလားအဲ့လိုမျိုးတွေကြည့်လေဒါမဲ့သူတို့တင်းဖို့လည်းမဖြစ်နိုင်ဘူးသူတို့အိမ်မက်တော့ဒီလိုပေါ့ရခိုင်ပြည်နယ်တင်းမဲ့ချင်းပြည်နယ်တင်းမဲ့ဒီဖက်ပေါ့နော်တင်းပဲဆိုတော့သူတို့ရဲ့မွတ်စလင်ဆိုတဲ့နိုင်ငံတစ်ခုအနေနဲ့ရပ်တည်ဖို့အထိသူတို့ရဲ့ရည်ရွယ်ချက်တွေရှိနေတယ်ဒီကလာတွေရဒါကြောင့်ကျွန်တော်တို့ဒီကလာကိုကျွန်တော်တို့ချင်းတွေလည်းတုံးအနေတဲ့ချင်းတွေရှိတယ်သူတို့စားဖို့အတွက်ပိုက်ဆံတော့ဘယ်တော့ကြည့်နေတယ်ကျွန်တော်ချင်းမှာလည်းဟို CNA ကိုထောက်ခံနေတဲ့အဖွဲ့တွေဆိုတော့ CNF ရဲ့လူကြီးတွေပေါ့ဒီ CHRO ဆိုပြီးမှချင်းလူအခွင့်အရေးအဖွဲ့အစည်းဆိုပြီးမှနာမည်အချီတပ်နေတယ်ဟိုကလာတွေနဲ့ဓပုံတွေတွားရသမင်းဝါရတူစားနေအဲ့မှာဝတ်သားကျွေးပါလားတခါရဲနဲ့အဲ့ကလာတွေကိုကိုနဲ့မတူတာချီရောလူတဲ့တန်ဖိုးရှိပါတယ်လူချင်းမဲ့လူတန်ဖိုးချင်းတာသူပင်မဲ့သူတို့နဲ့ကျွန်တော်တို့ရဲ့ဒီလိုချင်တဲ့ပန်းတိုင်တွားချင်နေတဲ့နေရာချင်းမတူဘူးနော်တအခက်တဲ့ဒီမွတ်စလင်ကိုနေတဲ့လူတွေရလေလူလိုတန်ဖိုးမမြင်တာသူတို့မွတ်စလင်မကိုဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့မြန်မာပြည်မှာလဲကြားလဲဆိုဒီတောင်တွေကလူဦးရေတဲ့ရန်များတယ်ဘလို့များတယ်လဲဆိုတယောက်ကမိန်းမ5 ယောက်လဲယူနိုင်တယ်သူတို့ကဆိုတော့ခလေးတွေရလဲမဆမတမွေးဟာလားအဲ့တော့လူဦးရေခဏလေးနဲ့များတယ်အဲ့တော့သူတို့မှနေစရာမရှိတော့ဘူးနေစရာမရှိတော့အခုရခိုင်ပြည်နယ်နဲ့အတင်းတုတ်နေတာအဲ့တော့ရခိုင်ပြည်နယ်မှာဆိုလို့ရှင်းပဲဒီကလာယန်ကနဲ့အထူးတဖြစ်တရိချပြီးမှကာကွယ်ရမယ်ဒီကလာရရလေတအားဆိုးတာခင်ဗျားတို့တွေ့မှာပဲအခုအနောက်နိုင်ငံဘက်မှာဆန္ဒပြတာတွေ UK တို့မှာဆိုဝါပဲသူတို့တနာပြီးမှလက်ခံလိုက်တယ်
ဟိုမှာလည်းနေထိုင်ခွင့်ပြုသေးတယ်အမျိုးမျိုးအဲ့တော့နိုင်ငံသားဟိုသူတို့နိုင်ငံသားတဲ့အစ်စ်မြစ်တဲ့နေရာပုံစံနဲ့ဖြစ်နိုင်သူတို့တမရအောင်တက်လို့ရှင်နေတဲ့အဆင့်ရောက်သွားတော့ရောအဲ့မှာနေမီခန်တွေနဲ့အထီးခယုံတွေအမျိုးမျိုးတွေဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကပြောနေတာဒီကလားတွေကိုလုံးဝကျွန်တော်တို့ကလက်မခံသင့်ဘူးတနိုင်ငံလုံးမြန်မာတနိုင်ငံလုံးကဒီကလားတွေရောလုံးဝအတိအမှတ်မပြုသင့်ဘူးဒီကလားတွေရောနိုင်ငံသားလည်းမပေးသင့်ဘူးဒီလူတွေပေးလိုက်ရင်တော့ကျွန်တော်တို့အတွက်အန္တရာယ်အယမ်းများလာမယ်နောက်မှဆိုရင်ကျွန်တော်တို့အပေါ်မှာတက်ဖို့စူးစမ်းလာမယ်အခုတော့သူတို့ကြည့်လေသူတို့ရဲ့အခြေအနေရခိုင်ပြည်နယ်အခြေအနေကိုကြည့်ပေါ့အဲ့တော့ရခိုင်လူမျိုးတွေကလည်းဒါတွေကိုအထူးတရိထားပြီးမှတွန်းလှန်ဖို့ပိုချုပ်ထုံးမြတ်နိုင်ပြောတယ်လို့ပေါ့သူတို့ကိုစောက်ကြည့်ရမယ်ဟိုတထားချက်ချင်းနိုင်ငံသားပေးဖို့လို့မရဘူးသူတို့တခါယုံကြည်ဖို့လည်းယုံကြည်လို့လည်းမရဘူးသူတို့ယုံကြည်ပြီးမှငါတို့လက်ခံလိုက်ရင်ပြီးမှရခိုင် ULA အနေနဲ့လည်းပူချုပ်ထွန်းမြတ်နိုင်ရတိတယ်အဲ့ဒါကြောင့်မလို့သူတို့လက်နဲ့ပေးရင်တော့မှတရိထားပေးရမယ်မဟုတ်ရင်ဒီကောင်တွေလူအင်အားများလာပြီးမှလက်နဲ့တတ်ဆင်မှုပေးအများဆိုကိုယ်ပဲပြန်တိုက်လာလိမ့်မယ်အဲ့လိုပုံစံဖြစ်နေတော့တရိထားဖို့လိုတယ်ဒီကလားတွေရောနော်